အတိတ်ပန်ရွယ်စုလန်ဆိုတဲ့ကောင်းမလေးနဲ့ပတ်သက်တဲ့အမှတ်တရအကြောင်းပြောရရင်တော့ကျွန်တော်မှတောင်းပုံရပုံအများကြီးပါပဲဘာလို့လဲဆိုတော့သူနဲ့ကငယ်တငယ်ချင်းချမ်းချင်းကလေးရလည်းဖြစ်ခဲ့ဘူးတာ哦ထားပါတော့အဲ့ဒီလိုအမှတ်တရအများကြီးရမှာ10တန်းတော့ဖြစ်ပျက်ခဲ့တဲ့အဖြစ်ပြန်လေးကိုပြန်စမြုပ်ပြန်ပြမယ်ဒီဖြစ်ရဲ့အတွက်ဒိန်ကြီးနဲ့စောမင်းကိုလည်းဇက်ဖို့ပြန်ခေါ်ရမယ်ဇက်ဖို့သာပြောရတာအဲ့ဒီတော့ဒိန်ကြီးကမင်းသားဖြစ်မှာဒါပေမဲ့နောက်ဆုံးမှာတော့သုံးကောင်လုံးဗီလိန်ဖြစ်သွားတာပါပဲအဖြစ်ပြက်အစမှာတော့ကျွန်တော်ဟာဒိန်ကြီးရင်လည်းသွားမိရကစားတာပါပဲသူ့အိမ်မှာနေကမျက်မှန်ကြီးတက်အကျဉ်းဝတ္ထု9အုပ်လောက်ပြန်ကျဲလျက်နဲ့စိန်ကြနေတဲ့ဒိန်ကြီးကိုသွားတွေ့ပါတယ်ဟာဟဲ့ကောင်ဘာဖြစ်နေရလဲမျက်မှန်အမဲကြီးနဲ့အာဖရိကရင်ကောင်ကြီးကြာနေရပဲကျွန်တော်ကရောက်ချင်းပောက်ပြရစကလုံးနဲ့တွင်းလိုက်တယ်ဒိန်ကြီးကအင်းခနဲ့ရင်းယူပြီးမျက်မှန်ချွတ်ကမျက်စိစုံနေလို့ကွဒီမှာကြည့်ဟမ်ကြည့်လိုက်တော့လေဟုတ်တယ်မျက်လုံးနှစ်ဖက်ရဲ့ဆွမ်းကဘူသီးကြီးတွေထားပြီးမျက်လုံးပိတ်မတက်ဖြစ်နေတယ်ဟာပြတ်တတ်တာမျက်မှန်ရုံးတော့ကွာမင်းကလည်းမင်းကမလဲနဲ့တကယ်ယွန်းတာဒါနဲ့ဒီအချစ်ဝတ္ထုကြီးတွေကဘာလို့တာလဲအော်တိပြီရေးစားစာရေးဖို့စကလုံးတွေလိုက်နိုင်နေရမို့လားဟာဟဲ့ကောင်ရှ်ငါမကြားတော့မယ်ဒီစကားအရဆိုကျွန်တော်ခံမန်းတာမှန်သွားတဲ့သဘောပဲဒီကောင်ဘသူ့ကိုရေးစားစာပေးဖို့ကြံနေရပါလေရေးစားစာလည်းပေးခြင်းလူမိမှလည်းကြောက်နေတဲ့ဒီကောင်မျက်နှာကဖျားရှိခိုးနေတော့အိမ်သာတက်ချင်လာတဲ့ရုံနဲ့ကျွန်တော်ပါစက်နဲ့မပြောချင်တာမို့ဒီကောင်မျက်နှာနာနေရွက်ကလိုက်ပြီးနှစ်ကိုကြားအတီးပေးဖို့အမူအရာပြလိုက်တယ်ဒီတော့မှဒီကောင်ကငါပန်ရွယ်စုလက်ကိုစားပေးမလို့ကွာဘာအဲ့ဒီအတန်းကိုနှုတ်ကလာတူတူထွက်ကစိတ်ကတော့ဟိန်းသွားတာပဲဒီကောင်ကများကြံကြီးစီဒီကောင်သွားပြီးရဲ့စားဟိုကအိမ်မြောင်ချီးကျုံပြည့်ရဲ့နောင်ကန်ကောင်ဒါပေမဲ့ကျွန်တော်ကအဲ့လိုပြစ်ခါကမပြောရပါဘူးအချုံလေးနဲ့သာအသာဆက်မပေးလိုက်ပါတယ်အေးကောင်းတယ်ကွာမင်းနဲ့ပန်ရွယ်နဲ့ဆိုလိုက်တယ်ဟာအဲ့လိုပြတီတော့မင်းမနိုင်ပါနဲ့ကွာမျောလင်းချက်ရှိလောက်တယ်ပြောရင်တော့ငါပြောပါတယ်လိုက်တာထားတော့ဘယ်လိုက်မှလဲငါသာဒီလောက်မေးတော့အဲ့ဒါလဲတည်တည်ရနဲ့ဒီကောင်ကဒါမဲ့ကျွန်တော်ကလည်းကျွန်တော်ရှိမှလာငယ်ပြရင်မနေတတ်ဘူးဂျပန်အပေးမိတတ်တယ်မင်းရလဲကွာကျုပ်တင်မုံကဘာရောက်လဲအနက်ရောမြေဖူးရောအဖြူရောအဲ့ဒါပဲလေကျုပ်တင်မုံနဲ့မြေဖူးနဲ့တော့ပေါင်းရသေးတာပဲမင်းရလဲခုပုံပုံကွန်ဖီဒန့်ထားစမ်းပါကျွန်တော်စကားကြောင့်ဒီကောက်မျက်နှာဖီးလိုက်ပြုံးတက်လာတယ်အေးကွာဟုတ်တယ်နော်မင်းပြောမှငါအောက်တက်လာပြီဒါမဲ့တစ်ချက်ပြန်တွေးပြီးစဉ်းစားနေပါသေးတယ်ဒါနဲ့ငါဒီလိုစာပေးလို့ဖြစ်ပါမလားငါတို့လူရိုတော့ဖြစ်ပါပြီနော်တင်ကြီးကအဲ့လိုအတွေးခေါင်းနေပြန်တယ်ကျွန်တော်ကလည်းအဲ့လိုကောင်မျိုးဆိုကြောက်ချဖို့ကြမ်းကြီးကြမ်းငယ်ပြီးတတ်ထားတာဆိုတော့မင်းကလည်းမင်းမျက်ခွက်ကိုမှန်ထဲမှာကြည့်ကြည့်အောင်ဝက်ချန်နေလက်ညှိုးထောင်မလွယ်ပေါက်နေရလူပြိုဖြစ်လို့ရောကွာ10တန်းကျောင်းတောင်ဖြစ်နေပြီအပြိုစစ်စစ်73နဲ့ဖုတစ်ဘယ်နဲ့သွေးဆိုလားပဲကျန်းတွေထဲမှာဆိုထားတယ်ကွာမိန်းကလေးဆိုရင်လည်း73နှစ်လောက်ဆိုရင်ပြိုပေါ်ဝင်ပြီတဲ့ရှိတော့ကင်းဝင်မင်းကြီးဦးကောင်းရေးထားတဲ့အိမ်မှုကန်ဓမ္မသက်34ဆောင်တွေအပိုက်33မှာလဲမိဘတို့သည်သားသမီးတို့ကို15နဲ့16နှစ်အရွယ်ရောက်ရင်အိမ်အောင်ချပေးရမည်အကယ်၍ထို့အရွယ်တွင်အိမ်အောင်ချပေးထားခြင်းမရှိသောကြောင့်သားသမီးကမသိလျော်သောအမှုကိုပြုသောအပြစ်မဆိုသားခြင်းလို့ပါတယ်ကွာဟာဒါဆိုရှိတော့ဥပဒေပုံစံနဲ့ဆိုမိန်းမတော်ယူလို့ရပြီပေါ့ဟုတ်လား
ခွေးဖြစ်ချင်ယူဖို့ကွာအဲ့ဒီလိုပိတ်ပြောလိုက်တော့ဒီကောက်မျက်နှာလေးသေးသွားတယ်ဟုတ်တယ်လေတောက်မြက်ကကတ်လာပြီငငယ်ရွယ်ရွယ်လေးနဲ့တမိန်းမာတဲ့မိန်းမနေတာနှာဘူးတဲ့စတာပါကွာလူ့ခွင့်ရေးရမင်းကြီးစားကပေးခွင့်ရှိတဲ့ရွယ်ရောက်ပါပြီကျောင်းကြီးအောင်ရင်တော့ဒေဘောလို့စိတ်ထဲကတဆက်တည်းပြောမိပါတယ်ဟိုကောင်ကတော့အပီပြုံးနေတယ်ကျွန်တော်ကလူ့ခွင့်ရေးတွေဘာတွေပြောလိုက်တော့ဒီကောင်ပါရဲ့မဟုတ်ပဲအထင်ကြီးတော့ပုံပေါ်တယ်ဒါဆိုမင်းကငါအားကိုးတော့မတွေ့ခန့်ငါ့ကိုရီးစားကတစ်စောင်လောက်ချီးမြှင့်ပါကွာဒီချစ်ဖို့တို့ကြီးတွေကငါသာငါလာတာမျက်လုံးကမကောင်းတော့ဘာမှဖတ်မရအောင်မင်းကကြပြားရီစားတွေလက်ဆောင်တတာအလုံးအသိမင်းရဲ့စကလုံးတွေနဲ့ငါ့ကိုကူညီပေးစမ်းပါကွာနော်ဟာငါစာရေးရမပြင်းနဲ့မင်းဘာသာရေးငါပါဇက်ကအော်ပေးမယ်မျက်စိနာနေလို့ကောင်းကောင်းမမြင်ရပါဘူးဆိုဘလို့ရေးရမှာတော့မင်းရလဲဒီမှာငါလက်တွေရောင်းနေအောင်ကောဘောပဲမကိုင်းနိုင်ဘူးညခြံအောင်ကျိုးချိတ်ဖို့တန်ရရင်လက်ညှိုးကိုတူးနဲ့ရိုက်မိတာပဲလက်ညှိုးသူ့တစ်ချောင်းနဲ့ရောင်းနေတော့ပြင်းနေမှာဆိုရနဲ့ညာဘက်လက်ညှိုးကတူးနဲ့ထုလိုက်တာအဲ့ဒါကြောင့်အခုလိုလက်ညှိုးနှစ်ပတ်လုံးမြည်သူမြတူလေးရောင်းနေတာပါဒါဆိုစိုးမင်းကိုသွားရေးခိုင်းရအောင်ဒီကောင်ကလက်ရေးလဲလှတယ်ဒါမျိုးတွေဆိုအိမ်နာရန်တက်ချင်နေအောင်အောင့်ထားပြီးကူညီတတ်တာဒါဆိုလဲသွားကြတာပေါ့ကွာဒီလိုနဲ့ထွက်လာခဲ့ကြပါတယ်စောမင်းရောက်တော့စောမင်းကိုရေမရောပဲဓာတ်ရိုက်တွေ့ရပါတယ်ဒါပေမဲ့သူ့ရုပ်ကတရုပ်မှမဟုတ်ဘူးမော်ဒန်ဖြစ်နေရလည်းမဟုတ်ဘူးလီးဝပန်ထားတဲ့ကျွတ်သွေးလိုထုံဝေးဖြစ်နေတယ်ကျွန်တော်တို့သူ့ရှေ့အနီးဆုံးရောက်နေရတော့သူကအဲ့ဒီပုံကြီးအတိုင်းပဲကျွန်တော်တို့ယောက်ျားကိုသိရလို့မသိရလို့နဲ့ဟဲ့ကောင်စောမင်းဘာဖြစ်နေရတော့ဒိန်ကြီးကပကုံးလောက်မေးလိုက်မှဟဲနဲ့ဟောင်းလောင်းပွင့်နေတဲ့ပါဇက်ကြီးကိုပလက်မြောင်တက်ပြီးမျက်လုံးတွေကိုလည်းပုတ်တက်ပြီးကြည့်တယ်ဟမ်သွေးခန့်တဲ့ဒိန်အေးငါတို့ပဲမင်းပုံကဘာဖြစ်နေရလဲငါမူးနေရကွာဟမ်ငါရက်မူးနေရသူ့အမေသွေးတိုးရင်တောက်တဲ့ကချင်မောင်းရင်ဆိုတာကြီးရှိရဲ့ဆေးဦးဆေးမြစ်တွေကိုရက်ပြင်းနဲ့စိန်ထားတဲ့ဥစ္စာပေါ့အဲ့ဒါကိုအိမ်မှာဘယ်သူမှမရှိတော့ချိုမလားဆိုပြီးစောမဲကကိုးတောက်ကြည့်တာတဲ့မချိုအရသာစိမ့်ရွှေကြီးတဲ့ဒါပေမဲ့အရသာတွေ့သွားလို့နောက်ထပ်တစ်ခွက်နှစ်ခွက်ခွက်ရင်အခုလိုမရှူနိုင်မခင်နိုင်ငုံငိုင်ကြီးမူးနေရတဲ့ခွေးပါလားမင်းတာငတ်တာပဲသူဖြစ်စဉ်ပြီးတော့ကျွန်တော်တို့ကလည်းလိုင်းကိစ္စကိုပြောရတယ်ဒီလိုကွာစုလက်လေးကိုသူများတွေလူရမပြေခင်ငါရင်နဲ့ခံစားချက်တွေကိုသူ့အတွက်ရေးဖို့တဝက်လွာပန်ရွဲကိုစားပေးမလို့တဲ့အဲ့ဒါမင်းကိုလာရေးခိုင်းတာကွာရှင်းလားဒိန်ကြီးကအဖြစ်သေးတဲ့မူရနဲ့ပြောနေရနဲ့ကျွန်တော်ကပဲဘေးကနေလိုရင်းတူရှင်ပြောချလိုက်တယ်မင်းတို့ကကိုယ့်ဘာသာကိုရေးပါလားမဖြစ်လို့ပေါ့ကွာငါကလက်နာနေတယ်ဘောပင်ကင်မရအောင်ဟိုကောင်ကလည်းမချခင်ကန်းတော့မယ်နီနီကိုမျက်လုံးနာနေတယ်ဘာမှမမြင်အောင်ဒါကြောင့်မင်းကိုလာရေးခိုင်းကြတာအေးငါကလည်းမူးနေရတော့ဒါမဲ့ဖြစ်သွားမှာပါကွာဟေးစောမင်းကမထုံနိုင်အောင်ရင်းနေပေမဲ့ရီးစားစာဆိုတာမျိုးဆိုတော့စိတ်ပါကောင်းရတယ်ချက်ချင်းပဲအလုံးလက်ခံတဲ့စကားဆိုလာတယ်လာအိတ်ခမ်းနဲ့တွားရေးကြမယ်အိတ်ခမ်းနဲ့ရောက်တော့ဒိန်ကြီးကစတိုးဆိုင်အောင်ဝယ်လာတဲ့ရီးစားစာရေးတဲ့ပန်းရောင်စာရွက်လှလှလေးနဲ့စာရေးလှလှလေးကိုထုတ်ပြီးတယ်ကျွန်တော်ကအိတ်ရပေါ်တက်တောင့်တက်တာလဲပြီးပဲစာရွက်မှာဘောပင်တည့်ပြီးရေးဖို့အသင်းပြနေတဲ့စောမင်းကိုစကားလုံးတွေရွတ်ပြရတယ်ကျွန်တော်တို့နှုတ်ထွက်အခရာတွေကိုစောမင်းကရင်မသွဲပြီးဖယ်ရပြားနဲ့ချဲလိမ့်မှာပေါ့တို့ပန်ရွယ်ဟေ့ကောင်ဆုလက်လို့လုပ်ပါကွာငါတို့တွေကသူ့ကိုဆုလက်လို့ပဲခေါ်တာပန်ရွယ်လို့ခေါ်တာမင်းတယောက်တည်းရှိတယ်ပန်ရွယ်လို့တွားရေးလိုက်ရင်ဒီစားကိုမင်းပြတဲ့စားလို့ထင်သွားပြီးမင်းကိုပြန်ချိတ်သွားအောင်မယ်ဒိန်ကြီးကအဲ့လိုမနာလို့ဦးတို့စောတကတက်ပြီးမုံရုံသေးရဲ့တိတ်ကြည့်မရပါမယ်စကားကိုပြင်ပေးလိုက်ပါတယ်သူဆုလက်နေရဖုတ်ထွက်နေတဲ့
ဟေ့ကောင်ဘာပြောမလို့တော့စုံအောင်နားထောင်စမ်းပါကွာဆုလက်နင်းရဲ့ဖုထွက်နေတဲ့လက်ဖမိုးပေါ်ကမဲကလေးပေါ်လို့ပြောမလို့ပါအော်မဲကိုပြောတာလားလန့်သွားတာပဲဟိုဒိန်ကြီးကမျက်မှန်ချုပ်ချွေးတုပ်ပြီးလမ်းပြတယ်စောမင်းကခေါင်းကြီးတရင်းရင်းနဲ့ကုန်းရင်းနေတယ်ခေါင်းကြီးကမူးလို့ရင်းလာလားရေးနေတဲ့စာထဲမှာဇံဝင်ပြီးတရုတ်စာပေသမားတွေကြပြရွတ်တယ်လို့ခေါင်းကြီးစကောလှဲ့တယ်လို့ရေးနေရလားတော့မခံမှန်းတတ်ဘူးကျွန်တော်ရဲ့နှကောင်ကိုအကဲခတ်ပြီးမှဆက်ရွတ်တယ်ဆုလက်နင်းရဲ့ဖူးထွက်နေတဲ့လက်ဖမိုးပေါ်ကမဲကလေးပေါ်ဝေအောင်လိပ်ပြလေးလာနားရင်ငါရဲ့အစီပြန်နေတဲ့နှာခေါင်းထိပ်မှာလဲရင်ကောင်းတစ်ကောင်လာနားစေခြင်းနဲ့ဟမ်ဒိန်ကြီးစီကပဲဟဲမဲထွက်လာတယ်နားမလဲဘူးဖြစ်သွားတယ်ဒါပေမဲ့ပြန်မမေးသေးဘူးကျွန်တော်အဲ့ဒီကောင်ခက်တီတီတစ်ချက်ကြည့်ပြီးမှဆက်ရွတ်တယ်ဆုလေးမင်းခြေစလုံးဖြူဖြူလေးကိုခွေးကြိုက်တဲ့နေ့မှာကိုလည်းမွေရင်းနဲ့ကိုလက်တစုံလိုက်ပြမယ်ကွာဟာဒါဆိုသေးပြီဘောဟာမင်းဟာဘာကြီးလဲဘာကြီးမှာတော့မင်းနားမလဲပဲနဲ့ပန်ရွယ်ကအိမ်ချုံမြင့်နေတော်ရုံကြီးစားစာမျိုးသွားရေးပြီးပြီးဟိုကနှစ်ချီးအောင်တုံမှာမဟုတ်ဒါကြောင့်ငါအစိမ့်မြင့်နဲ့ရေးဟန်တွေပေါအောင်ဖန်တီးနေတာအခုငါရေးထားတဲ့နှစ်ချောင်းကမင်းကသူနဲ့ပတ်သက်ရင်အရာရာတူညီခြင်းတဲ့ကောင်ဆိုတော့ဖော်ပြနေရပဲသူ့မိန်ကလေးပေါ်လိပ်ပြန်ထားရင်မင်းနှာခေါင်းမှာရင်ကောင်နားရမယ်သူခွေးကြိုက်ရင်ငါမွေကြိုက်မယ်အဲ့ဒီလိုတူညီခြင်းစိတ်ပြင်းပြတာကိုငါကဖွဲ့ဖွဲ့နွယ်နွယ်ပြနေတာအော်အဲ့လိုလားမင်းကမှသဘောမပေါက်ပဲစိုးရင်တော့သဘောပေါက်တယ်ဟုတ်တယ်မို့လားစိုးရင်စောမင်းကောင်းရင်ပြတယ်ပေါက်တယ်တဲ့ကျွန်တော်ဆက်ရွတ်တယ်နိဗ္ဗာန်လေးသူများတက်နေလို့ပြတ်သွားတဲ့နေရာကိုလည်းကိုအထုပ်လေးကိုကျောင်းအပြန်လမ်းမှာတွန့်ပစ်ခဲ့လိုက်တယ်နှမျောစီလိုက်ပါလို့ဒိန်ကြီးကတူတူရွတ်သေးတယ်ကျွန်တော်ကတော့ကို့ဘာသာကိုရွတ်ပြီးကို့ဘာသာကိုရေးချင်လာတာနဲ့အောင်ထားရတယ်မင်းရလေကွာငါစားတော့ဒီလောက်ကွနေအောင်နော်ဆိုရင်ကိုတယ်မဟုတ်လားဆိုရင်ကခေါင်းရင်းပြတယ်တေချာပါတယ်အကောင်မူးနေတော့ကျွန်တော်ဆက်ရွတ်တယ်နေကောင်းရဲ့ပန်းရုံမှာစပယ်တွေပွင့်တဲ့အခါငါ့အိမ်သာနားမှာလဲဗတိုင်းပန်းတွေပွင့်ခြင်းနဲ့ရှင်းရှင်းပြောမယ်ဟာနေကောင်းကိုရဲ့ငါဖင်ကုန်မယ်ဟဲ့ကောင်ဒါရီးစားကွာတင်မလို့ရေးမှရင်မှာပေါ့ကွာနော်ဆုံးမယ်ဒိန်ကြီးကျွန်တော်ကိုပြန်ခံပတ်ရင်စောမင်းကိုလည်းလှမ်းဆက်ကိုခေါ်သေးရဲ့စောမင်းကတော့ထုံးစံအတိုင်းကြောက်ဆယ်စင်ကြီးလိုခေါင်းကြီးပဲရင်းပြနေတယ်ဒီကောင်ကိုတက်တိအမှုကိုမပြေသေးပါဘူးဘလို့လဲဆိုရင်မင်းငါ့ကိုပြီးနေရတယ်မှန်အောင်ရေးရလားရေးပါတယ်ကွာအေးငါ့ကိုစိတ်ချခံပါအဲ့ဒီလေချင်တက်တန်ကြီးကိုစိတ်ချစရာတစမ်းမှမကောင်းဒိန်ကြီးကလည်းမျက်လုံးမကောင်းတော့ဒီကောင်ရေးတဲ့စာကိုမစစ်နိုင်ဘူးကျွန်တော်ကလည်းငကိုကလေးကပြီးတော့သဘောနဲ့ဆိုတော့ဝင်မစစ်ခဲ့ဘူးရီးစားတာပြီးချင်းမဲ့အိတ်ထဲတန်းထက်စရွေးစုပ်ချိတ်ပိတ်ပြလိုက်တယ်ပြီးတော့၃ယောက်သားလက်ချင်းတက်ပြီးကျွေးကြော်လိုက်ကြသေးတယ်မိုးပြိုရေးကြီးလို့မြေကြီးမိတောက်ပါစေဒီခီးအောင်မြင်ရမယ်ဒိန်ကြီးကစာအုပ်တယူတရနဲ့ရင်ထဲပိုက်သေးတယ်ရင်ကုန်ပြုံးကြီးနဲ့ပေါ့ငါသူ့လွယ်တဲ့ခိုးထည့်ရမယ်ကွာဟိ